ကြာထိုင်မှတရားလားကြမ်းကြမ်းကြက်မှတရားလားဆိုတော့ဒီကိစ္စတွေကတော်တော်လေးဝိပဿနာနေမှာစိတ်မကောင်းစရာကြားပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကိုမကျင့်နိုင်ကိုအကယ်၍ဦးစင်းကကြာကျင့်မယ်ကြမ်းကြမ်းကျင့်မယ်ပေါ့ယောဂီတို့စဉ်းစားကြည့်လေကြာနဲ့ကြမ်းကြမ်းကြီးပြင်းထန်နေလို့ရှိရင်ဆုံးလုံးမဲ့လူတော်ရှိမှာမဟုတ်တော့အဲ့လိုဆိုရင်တကယ်လို့ကိုကနားမလဲအရှင်ဘုရားသို့မဟုတ်ဆရာတော်ဘုရားလူပုဂ္ဂိုလ်ဘာဖြစ်လို့ဒီကျင့်နေကျင့်တာလဲဒါတွေကိုကျင့်နေဒီလိုပြေးရလဲဒါမေးတဲ့နော်ဦးဇင်းတို့အခုခေတ်ကဘာခေတ်ဖြစ်သွားပြီလဲဆိုအပြစ်တင်တဲ့ခေတ်ဖြစ်သွားပြီအပြစ်ပြင်တဲ့ခေတ်မရှိတော့အပြစ်လို့ရှိလာရင်တင်တော့မယ်အပြစ်ပြလို့မြင်လာရင်ပြင်ပေးဖို့ဆိုတာမဟုတ်တော့အခုလည်းဒီလိုပဲနိုင်ရှိထိုင်တာကြာထိုင်မလားကြမ်းကြမ်းထိုင်မလားထိုင်မလားလမ်းလျှောက်တော့၄ပါးသောရိယပုံမရဘူးလားဟိုလားဒီလားကိုကဘာလို့ဖြစ်လို့လဲကိုယ်စိတ်ကိုဖော်ပြီးတော့ကိုယ့်အကိုအာမခံရနော်ကြာထိုင်မလားဆိုမြတ်စွာဘုရားဦးဇင်းဟောတဲ့မာဂန္ဒီယပုံနာတွေမှာရှိပါတယ်သူကနိကန္နပုံနာတွေသူတို့ကပုပ္ပိမသာယမိနဲ့မြတ်စွာဘုရားဘုရားချမ်းသာလဲလို့ပြန်ညတော့မြတ်စွာဘုရားမိတယ်နိကန္နပုံနာတို့တဲ့မင်းတို့ပိမသာယမိဘယင်ကြီး9ရက်မလုပ်ဖဲနေနိုင်လားတဲ့ငါ9ရက်မလုပ်ဖဲနေနိုင်နေတဲ့အဲ့တော့ငါချမ်းသာတယ်တဲ့ဖယားချမ်းသာတာဘာနဲ့တိုက်တာသွားလဲကြာမလုပ်ဖဲထိုင်တာတော့ပဲချမ်းသာတယ်လို့ပြောမသွားဘူးလားဒါပဲလေအဲ့တော့ကိုယ့်ကိုတရားချမ်းသာလားဘာချမ်းသာလားမဲ့ချမ်းသာပုံချမ်းသာသိရင်ကြာမလုပ်ဖဲနေကြည့်ပေါ့ကိကြာထိုင်ကြမလို့ပဲနဲ့ခဏလေးထိုင်လို့ရသွားရင်လေကြာပြထိုင်ကြည့်အောင်ခုနလိုကြာထိုင်တော့ညီးငွေတာတွေပြင်းတာတွေဒေါသဖြစ်လာတွေအောက်ကဝင်နေတဲ့ပြန်ပေါ်လာလိုက်မယ်ပေါ်လာလို့ညီးငွေတာလည်းမရှိဘူးပြင်းတာလည်းမရှိမုန်းတာလည်းမရှိနိဗ္ဗာန်တရားနဲ့ကိလေသာတွေချုပ်နေတယ်အဲ့ဒါဆိုရင်ကြာမထိုင်မနဲ့လည်းရအရေးကြီးတာကြာထိုင်ပြီးဖြစ်စေမထိုင်ပြီးဖြစ်စေလမ်းကြောင်းမှန်ပေါ်မှာလမ်းဆုံးရောက်အောင်ကျင့်ဖို့ဒါကိုရှိတန်းတင်ပြောပါဟုတ်ပြီနော်အခုခေတ်ကကြံဖျားပိုင်းကြီးဖြစ်သွားပြီမြတ်စွာဘုရားနဲ့ရှင်လက်ထက်တီဟိုနိုင်ငံလက်ထက်တုန်းကကြံအရင်ပိုင်းကြီးကိလေသာနဲ့ကြံရည်တန်းထွက်တာအခုကအဖျားပိုင်းဆိုတော့ကြံရည်ကနည်းနည်းဖြစ်တာနှစ်ပြန်သုံးကနေလားကလားကြိတ်မှာအရည်နည်းနည်းထွက်တဲ့ခေတ်အဲ့ဒါကိုသွားပြီးတော့ကြာထိုင်မှလားသွားမပြောပါနဲ့နော်ကြာထိုင်နဲ့ဥစဉ်အဖြေထုတ်ပေးမယ်ဆိုရင်တမာဒိဋ္ဌိဖြစ်တဲ့ပုဂ္ဂိုလ်ကြာမထိုင်မဲနဲ့ဘယ်တော့မှမဖြစ်ဘူးကြာထိုင်ပြီးလမ်းကြောင်းမှန်ရင်ဘယ်တော့မှတရားလမ်းကြောင်းမမှန်ရင်ဘယ်တော့မှတရားမရဘူးသူ့ဘာသူနိုင်ဘယ်လောက်ကြာထိုင်တယ်ကျင့်စဉ်လမ်းကြောင်းမှားရင်တရားမရဘူးကျင့်စဉ်လမ်းကြောင်းမှန်တယ်ကြာမထိုင်တရားမရဘူးဒါကိုယ့်ကိုစစ်အကိကိုကကြာမထိုင်လဲရပါတယ်ဆိုရင်ဘာရထားတာလဲကိုယ့်ရဲ့အတိတ်နာကပြစ္ဆုတ်ပါကာလသုံးပါးပြညတ်တွေမှာလွတ်ပြီလားတမာတိတွေစိုက်ပြီလားနိဗ္ဗာန်တရား၅ပါးပြီးပြီလားအဲ့ဒီပုံမှာကိုယ့်ကိုတတ်ထုချရှင်းအဲ့လိုရှင်းလို့ရရင်တော့ဟုတ်ပြီဦးစင်းကနောက်ဆုံးပြောထားပြီးပြီဦးစင်းမဟာပလင်ကျင့်စဉ်နေကျမ်းတယ်ဆိုရင်ဒီလိုအောင်မြင်မှုဒီဖြေမျိုးကိုဦးစင်းနဲ့တက်တောင့်တက်တာပြနိုင်ပါတယ်ဆိုရင်ဦးစင်းရိပ်သာတွေကိုလှူပါမယ်လို့ပြောပြီးသားဂိတ်ဆိုးပြီဘာဖြစ်လို့လဲဆိုတော့ဆင်းရဲတယ်နော်ဆင်းရဲတဲ့ຢာတွေကမြတ်စွာဘုရားကိုကြည့်ပြီးပြီးခံပြီးတော့တတ္တဝါတွေလောရင်းပေါ့တရားဟောပြောပြနေရတာဒါကြမ်းကြတော့ဆင်းရဲတယ်မိမိဒုက္ခကိုသူယူသွားနိုင်တဲ့အတွက်ကြောင့်မိမိဒုက္ခဆိုဟာကားတွေကဘာဖြစ်ပြီလဲအဖို့ရဘာဖြစ်ပြီလဲတော့မီးကြောင်တွေကဘာဖြစ်လဲလမ်းတွေကဘာဖြစ်လဲဟိုကဘာပြဿနာတွေအရှုံးဆုံးပဲနော်မညီညွတ်တာတွေပြောရတာတွေကိုဟိုးစုံလို့ပြဿနာပေါင်းသုံးချို့အိမ်တော်ကြတာမှသားဟိုမယားတစ်ယောက်နဲ့ခလေး၄၅ယောက်ဒီတဲ့ပဲရှိဘူးဘုန်းကြီးဘုတော့မှာတော့တပုံကြီးနော်ဒီဒုက္ခကြီးမခံနိုင်ဘူးအဲ့တော့ဥစဉ်ကိုမဟာပလင်ကျင့်စဉ်အောင်မြင်တယ်လို့ဘုံရင်ရှင်းချင်းကြဒုက္ခဝေဒနာမှာဒေါသနော်ဒုက္ခဝေဒနာကိုလိုချင်တဲ့အဘိဓါခြုံငိမ့်မယ်ဥစဉ်နဲ့တက်တာမယ်သို့မဟုတ်ဥစဉ်တို့ပြနိုင်နေဆိုရင်အမယ်ဥစဉ်တို့ရိတ်တာခွန်နာတာအခန်း၅စားဖို့မဟုတ်ဘူးဂိုတော်၅စားဖို့မဟုတ်တရားပြဖို့ဒီဒုက္ခကြီးသူယူကကျေးဇူးတော်တင်နေရေစက်ချပြီးတော့တခါလေးလူလိုက်တယ်အဲ့တော့လူကျင်တာကကိုကကြာကျင့်တာမကြိုက်လို့ဖြည်းဖြည်းကျင့်ရင်ကိုယ်ကျင့်တဲ့ကိုနိဗ္ဗာန်တရားကိမိလားနော်ခုနလိုပညာကိမိလားကိုယ့်ကိုစစ်အောင်ကိုယ့်ကိုစစ်လို့လွတ်သွားရင်ဟေ့ကြာထိုင်လို့လည်းမလိုဘူးခဏလေးနဲ့ရတယ်ရရင်ဥသိရှိလာခဲ့အရှင်မြတ်ကြာထိုင်ဖို့မလိုဘူးနုနုလေးနဲ့ဒီလိုရတယ်ဆိုရင်ဒါဆွေးနွေးကြမယ်ဆွေးနွေးပြီးလို့ရှိရင်ဟာအရှင်ပြနီးမှန်နဲ့လက်ခံမယ်ဒါမှရိတ်တာကိုဒီနည်းနဲ့ပြကျင်တာ
လူမယ်ဒါမျိုးဖြစ်ရမယ်စားလည်းလွယ်နဲ့ပုတ်ချပြီးပြောတယ်ဆိုတာမကောင်းပါဘူးအဲ့တော့ကြာကြာကြမ်းကြမ်းဆိုတာကြမ်းတာနုတာနဲ့ဦးဇင်းတို့ကျင့်တာကကြမ်းကြမ်းမဟုတ်ဘူးမိမိတို့ရဲ့စိတ်ထဲမှာရှိတဲ့ကိလေသာတွေကကြမ်းနေတာအဲ့ဒီအကြံကြီးသေကံဒီမှာထားပေါ်လို့ဖုံးလို့မရတော့ဘူးဦးဇင်းတို့တရားကြည့်တဲ့နုပြီးဟေးဆိုတော့အဖျားပေါ်မုံကြီးစီတင်တယ်လို့ဝါရဏနာရှိကျင့်တော့လာကြည့်ပါမှုံမှုံမွားမွားလေးတောင်မှဒီခန္ဓာအင်းဒီဆောက်တာနော်စံကြီးမင်းအောင်များပါသေးတယ်အဲ့တော့ကလေးလွဲတာတော့လက်မခံတော့မျက်လုံးလေးမိတ်တာနည်းနည်းလေးများတာမရမှုံမှုံမွားမွားလေးမှကာမဇောမရအယံကိုနှုတယ်နည်းနည်းလေး69.99%လောက်ဖြည့်ထားရင်တရားကသူ့ဘာသူဆွဲပြီးစမ်းလိုက်တယ်ခေါင်းလေးနည်းနည်းလွှဲရင်သူများလာပြီးတော့လွတ်လိုက်တယ်ဘယ်သူကလွတ်မှမသိတရားတော့ဆောင်းပါနဲ့နော်အဲ့ဒါမှဘုံညုပ်ဆိုကြနည်းနည်းလေးမှအိန္ဒြေတိဆောက်တာနည်းနည်းမုံမုံလေးလွှဲလိုက်ရင်နည်းနည်းမှမတက်ဘူးအဲ့တော့မှဝါရဏရှိကြမှာသိရင်ကြည့်တယ်ဘလောက်နူးညံ့တယ်လဲဆိုတာလာကြည့်ပါအဲ့တော့အုံဒီအပွားခေါ်ရတဲ့အခန်းကတော့ဓမ္မနဲ့ပေါ့စိန်နဲ့ထူမှာပဲဘုယုတ်ကြီးတာတော့ဘုရိတ္တိကတော့ဓမ္မရဲ့ရဲတဲ့နဲ့ခုံပါပဲဒါအကြီးကတော့ဓမ္မကြီးနဲ့ခေါ်လာကျမ်းနာမပြောနဲ့သူမှဘုဒ္ဓကြီးကျမ်းနာတာပါလို့ကျမ်းနာနဲ့တူအောင်ဓမ္မပေါ့စိန်နဲ့ပြစ်တာခုတ်တာဒါအပြစ်ပြောစရာမလိုဘူးအဲ့တော့ကျမ်းနာနုတာဗရဏတာတရားရဖို့တာရပါတယ်ဗရဏဖြစ်ပါတယ်အဲ့တော့မိမိကိုယ်တိုင်နုနုနဲ့ခဏလေးထိုင်လို့တရားရတယ်ဆိုရင်လည်းကိုယ့်အကူပြဖို့သူများအပြစ်မပြောနဲ့ပေါ့ဒါမှဆွေးနွေးနေဆိုလာခဲ့နော်ဦးဇင်းတို့ယူသေးလေးသွားအဲ့ခံဆွေးနွေးပါမယ်အဆုံးစုံပြောထားပြီးပြီဦးဇင်းနဲ့တော်ရင်ဦးဇင်းရိတ်တာတွေအကုန်လူပါမယ်အဲ့ဒါဦးဇင်းဒါအမှန်တိုင်းပြောတာပါ